ဒီနှစ်မှာကျွန်တော်တို့ရဲ့ဒီဟွာဒီနိုင်ငံတော်ကရွေးချယ်ခဲ့တဲ့နိုင်ငံတော်သမ္မတအထူးရွေးချယ်ခဲ့တဲ့စံပြသေးပါသူကိုကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။ဒါကြောင့်မလို့စံပြသေးပါရရှိခဲ့တဲ့အချက်အလက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်လေးဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီလုပ်ငန်းဆောင်တာတွေဒီကျွန်တော်ကျွန်တော်တူတယောက်တဲ့အများကြီးသိခဲ့တာမဟုတ်ပါဘူးကျွန်တော်ရဲ့ပုံမျိုးတစ်တိုက်ရဲ့တောက်ကူပြပွဲနဲ့ကျွန်တော်ရဲ့အထုတ်ရေးလိုင်းအားလုံးပူပေါင်းပြီးတော့သိခဲ့တာဖြစ်ပါတယ်သို့တော်လည်းပဲကျောင်းလုပ်ငန်းပိုင်းဆိုင်ရာဒီကျွန်တော်ဒီအများဆုံးသိခဲ့တဲ့အတွက်ကြောင့်ဆရာကိုကျွန်တော်အမျိုးမျိုးပန်ကြားပြီးတော့ကျွန်တော်ဒီစံပြတ်ကြီးတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပဲဆွေးနွေးတင်ပြသွားမယ်ဆရာကတော့ဒီဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဆွေးနွေးပေးပါဆိုပြီးတော့ကျွန်တော်တို့နှစ်ဦးအတိုင်ဖောက်နဲ့ခေါင်းစဉ်လေးတွေခွဲပြီးတော့အစီအစဉ်လေးတွေချမှတ်ထားခြင်းဖြစ်ပါတယ်။စံပြတ်ကြီးတော်ကြီးပထမအဦးဆုံးကျွန်တော်2013ခုနှစ်စတက်တယ်4လပိုင်း5လပိုင်းလောက်မြို့နယ်ကနေပြီးတော့ကျွန်တော်ကဲစံပြတ်ကြီးတော်တင်ရမယ်ဆိုပြီးတော့ကျွန်တော်ကိုအကြောင်းကြားစာလာတဲ့ခါကျတော့ကျွန်တော်ကကဲဘာလဲကျွန်တော်လည်းမသိဘူးကျွန်တော်လုံးရင်ကြိုင်ရဒီမှုပါလပိုင်းပဲရှိသေးတယ်ဟာမလို့အပ်ပါဘူးဒါကျွန်တော်တေးဦးငိမ့်စိုးကိုကျွန်တော်မေးလိုက်တယ်ဆိုပြီးတော့တေးဦးငိမ့်စိုးကိုကျွန်တော်မေးခဲ့တော့တေးဦးငိမ့်စိုးကငါတို့လုပ်နေကြတယ်ဒါသူတို့မြို့နယ်မှာငါတို့ကဆက်ပေးလိုက်ပြီးပြီဆိုပြီးတော့ဒီလိုသဘောပဲကျွန်တော်သတ်မှတ်တယ်ဒါမှတော့ကဲဆောက်ရဆရာနေကြီးတွေကျွန်တော်တော့လက်မှတ်ထိုးပေးလိုက်တာပေါ့ဆရာဆရာကြီးတွေပေးလိုက်ပြီးတော့ပြီးသွားကဲဒီကတော့ဦးကြီးကဘာပြောလဲဒါတွေကပတ်ကြသွားမှာပေါ့နော်ဒါဖြစ်လို့ဖြစ်စေတော့နှစ်တိုင်းလည်းဒီလုပ်ငန်းလေးလောက်ကန်ရတဲ့အတွက်ကြောင့်ဖြစ်လို့ဖြစ်စေမဲ့တမယုံကြပဲထိပြီးတော့ကျွန်တော်လည်းပေါ့တန်နေလိုက်ပြီးတော့ညမပြမီအချိန်မှာပဲကျွန်တော်မြို့နယ်ကခေါ်တယ်ကဲဒီနှစ်တော့နည်းနည်းထူးဆန်းတယ်ပြည်နယ်အစ်စ်မဟုတ်တော့ဘူးနိုင်ငံတကာအစ်စ်ဖြစ်ပြီးအောက်ကျရေးလူခမားအနေနဲ့နိုင်စီကုစီရွာကိုပြုပြင်ပါခမားစီရွာကိုကျွန်တော်တို့စံပြစီရွာဖြစ်မွန်ပြည်နယ်ကိုစားပြုတင်ပြီးကဲခမားငွေစီအားစဒါကျွန်တော်ဥပမာဆိုပြတယ်နော်ငွေစီအားစခမားပြင်ဆင်တာပါခမားရွာကိုလူကြီးတွေလာတဲ့ခါကျရင်ခမားတက်ရမှုရှိအောင်တက်ရှင်းမှုရှိအောင်အဖက်ဘက်ကပြည်စုံမှုရှိအောင်ခမားအနေနဲ့ပြင်ဆင်တာပါဆိုပြီးတော့ကျွန်တော်ကိုညွှန်ကြားလာကျွန်တော်လည်းဒီလုပ်ငန်းပိုင်းဆိုင်ရာကျွန်တော်လည်းသိပြီးတော့မကျွမ်းကျင်တော့ကျွန်တော်ရဲ့ပုံစံဉာဏ်နဲ့ရှိတော့ပြီးတော့ကျွန်တော်အထောက်အကူပြုရဲ့အဖွဲ့ရဲ့အကြံဉာဏ်ကောင်းနေကျွန်တော်ကြီးရွာမှာရှိတယ်လူတွေရဲ့အဆက်အဉာဏ်တွေနဲ့ကျွန်တော်ယူပြီးတော့ကဲလုပ်သိလုပ်တတ်တာလုပ်မယ်ကဲတို့လည်းကျူးစားရအောင်စံပြတ်ကြီးရွာဆိုတာရခဲ့တယ်ကဲကျူးစားကြည့်မယ်ဆိုပြီးတော့ကျွန်တော်ကျွဲမပြော့တော့ကျွဲလေကျွန်တော်ကျူးစားဆောင်ရွက်ခဲ့ဘာတွေဆောင်ရွက်ရလဲဆိုရင်အဲ့ဒီမှာနောက်တစ်ချိန်နိုင်ငံတော်ကျွန်တော်နိုင်ငံတော်သမ္မတကြီးကိုကျွန်တော်တို့ကဗာတင်ရမယ်ကျွန်တော်တို့ခုနတင်ခဲ့တယ်ပေါ့နေကြောက်တော့တင်တော့တင်လိုက်တယ်တခါငွေကြီးတစ်ခါထပ်တယ်တုံနာเจ้าမဟုတ်ကုန်ဘူးအဲ့ဒီကနေသူတို့ကတပ်ပုံလေးတောင်းနေကျွန်တော်တို့က PowerPoint တွေထုတ်ပြီးတော့ဒီနိုင်ငံတော်သမ္မတကြီးကိုတင်လိုက်တော့ညမကြောင်လေးအချိန်တွင်းမှာပဲအဖွဲ့တစ်ဖွဲ့ကျွန်တော်တို့စီရောက်ဒါဒီပါသူခြေတော်သားများစိတ်ဝင်စားတဲ့လူတွေကသိကြတယ်အဲ့ဒီဖွဲ့ရလာတော့ကျွန်တော်တို့ဒီရောက်တယ်ကဲဒီလိုအကျုပ်ကြီးမှကျွန်တော်ပြောတယ်မရောက်ဘူးခင်ဗျားရွာကိုဘယ်နေ့နေပြည်တော်အဖွဲ့ရောက်ပြီးတော့ဒီနေ့ဝန်ကြီးတွေလာဝန်ကြီးတွေပါတို့လေးတော့မယ်ကျွန်တော်တို့လည်းပါမယ်ကျွန်တော်တို့မြို့နယ်မှာရှိတယ်ဌာနဆိုင်ရာအဖွဲ့အစည်းတွေပါမယ်ခင်ဗျားပြင်ဆင်သားပါဆိုတော့ကျွန်တော်လည်းလုံးမတိကံမတိနေ့ရက်သုံးရက်လောက်ပဲချိန်ရတယ်ဆိုတော့ကျွန်တော်အစည်းအဝေးကရမ်းလန်းကောကျွန်တော်ဆိုင်ရေးမှုတွေကောကျွန်တော်ဒီရွာမှာရှိတဲ့လုပ်ငန်းရှင်တွေအပေါင်းနဲ့ညှင့်ပြီးတော့ကျွန်တော်ဒီရွာကိုပြုတ်ပြင်ပြုတ်တော့သူတို့လည်းရောက်လာတော့ကဲဘာတွေရှိမှာပေါ့စသည်အားဖြင့်ဘယ်လိုမျိုးတို့ကဒီရွာမှာရှိတဲ့လုပ်ငန်းဆောင်တာတွေဒီရွာမှာအကောင်းဆုံးတွေနဲ့ရှိခဲ့တဲ့အရာမှန်သမျှအကုန်ပြဆိုပြီးတော့ကျွန်တော်တို့ကလိုက်ပြကဲအားလုံးလိုက်ပြတော့သူတို့တရက်အချိန်ကြာတော့တရက်ဆက်ပြီးတော့ပြန်တယ်အဲကျွန်တော်စကားနည်းနည်းပြောတော့ဟာနော်အဲ့ဒီအမတိုင်လေးကျွန်တော်တို့ဒီပါကိုရွာပေါင်း
ကဲပြည်နယ်တစ်ခုမှာရွာတစ်ခုပြည်နယ်တစ်ခုမှာရွာတစ်ခုမြို့တစ်ခုစုစုပေါင်း15မြို့နဲ့15ရွာထွက်လာ15မြို့နဲ့15ရွာထွက်လာတော့အဲ့ဒီကနေသူတို့ရဲ့ဘောက်ဖွဲ့တွေကနေတော့ကဲဟိုလျှောက်လာတင်ခဲ့တဲ့အချက်လက်တွေကိုအမတ်သိစနစ်နဲ့သူတို့ဆက်လိုက်ရွေးချလိုက်ရွေးချတာပေါ့ကျွန်တော်တို့တင်ခဲ့တဲ့ဟာရွေးချပြီးတော့15ရွာခုနကျွန်တော်ပြောတဲ့မြို့15မြို့ရွာ15ရွာပြန်ပြီးတော့ကျွန်တော်တို့ကဆက်တယ်ဒါဆိုတော့သူတို့ဆက်စစ်ချက်တွေသူတို့ယူသွားတယ်နေပြည်တော်ယူသွားတယ်နေပြည်တော်ဘောက်ပွဲပြီးတော့သူတို့ကဆက်သေးတယ်ဆက်သေးတော့ဘယ်လောက်ပြန်လဲဆိုအဲ့ဒီ15ရွာ15မြို့တွေကနေပြီးတော့ကျွန်တော်တို့မြို့အကြောင်းကိုကျွန်တော်မပြောတော့ဘူးကျွန်တော်တို့လည်းမတက်ဆိုင်တဲ့အတွက်ကြောင့်ရွာ9ရွာတက်တယ်တကယ်ပင်9ရွာတက်တယ်သူတို့ကတော့ကျွန်တော်တို့ကိုဘာတွေပြောရလဲဆိုမင်းတို့ရွာတော့အစင်ပြေဆုံးမွေတာအခြားရွာမရှိဘူးတို့ကတော့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုကိုရွာရောက်လို့ပဲဒီစကားဝန်ကြီးတွေကပြောလာညွှန်ချုပ်တွေကပြောလာဆိုတော့ကျွန်တော်တို့ကသဝေသွားဖြစ်တယ်ဘာကြောင့်လဲဆိုကိုလည်းကိုရွာကောင်းအောင်အချိန်ကြီးစက်တဲ့ကြပြုတ်ပြင်ပြုတ်တယ်လည်းကြောင့်တို့လည်းအာရသင်နဲ့အာရသင်နဲ့ပြီးတော့အဲ့ဒီမှာရွေးချလိုက်တာ9ရွာတက်တယ်ကျွန်တော်လည်းဝန်ဆောင်လုံးထုတ်ပြီးတော့အဲ့ဒီ9ရွာကဘာရွာတွေလဲဆိုတော့ကျွန်တော်တို့ဝန်ကြီးတွေကပုံဆက်တယ်မင်းတို့အစိမ်ရွာပါတယ်ကဲမင်းတို့အစိမ်ရွာပါတဲ့ကြောင့်ဒီအဆင့်ကြရင်ငါတို့မလာတော့ငါတို့တဲ့နေ့နဲ့ပြည်တော်စုဒုဝန်ကြီးလာမယ်မင်းတို့ရွာမင်းတို့အစင်သိပြင်ဆင်လာပါဆိုတော့ဒုတိယအချိန်ကျွန်တော်တို့ကိုညွှန်ကြားစာလာခဲ့အဲ့လိုပဲညွှန်ကြားစာလာပြီးအချိန်အတွင်းမှာဘယ်တော့မှမကြောက်ဘူးကဲကျွန်တော်တို့ ਨੇ ပြည်ထောင်ဒုဝန်ကြီးဖြစ်တဲ့ကျော်စံမြင့်ပေါ့နော်ဘုံမကြီးကျော်စံမြင့်နဲ့အဖွဲ့ကျွန်တော်တို့ရေးမြို့နယ်ကိုရောက်လာတယ်ရေးမြို့နယ်ဖြစ်တဲ့ရေးမြို့ရောက်လာတော့ကျွန်တော်တို့ကဖတ်ကြိုရတယ်ရေးမှာဖတ်ကြိုပြီးတော့အတွေ့အကြုံရှင်းလင်းပွဲသူကပြောပြဘာပြောလဲဆိုရင်စံပြဈေးရွာရဖို့ကလွယ်တယ်တို့တော်လည်းပဲထိန်းသိမ်းရတာကတ်ခဲကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးနော်ဒါပြည်တော်စုဒုဝန်ကြီးပြောခဲ့တဲ့စကားစံပြဈေးရွာရဖို့ဆိုတာလွယ်တယ်ထိန်းသိမ်းလို့ဆိုတာကတ်ခဲဒါထိန်းသိမ်းဖို့ကျွန်တော်ရင်ထဲမှာတော့ကျွန်တော်အဖြစ်တိုင်းကိုကျွန်တော်ပြောတာဘာထိန်းသိမ်းဖို့နောက်မှထိန်းသိမ်းဘလို့စင်ဘာဖြစ်လဲရအောင်ပြီးနေပြီထိန်းသိမ်းတာနောက်မှရဖို့အတိတ်ကဆိုလို့ကဲကြိုးစားရပြည်တော်စုဒုဝန်ကြီးနဲ့ကျွန်တော်တို့ဖွဲ့နေအားလုံးကဏ္ဍအသီးသီးကျွန်တော်ကတော့ပြည်တော်စုဒုဝန်ကြီးဖွဲ့နေလိုက်ရတယ်ကျွန်တော်တို့ဈေးဝါထောက်ကူပြုဖွဲ့အသီးသီးကတော့သူနဲ့ဆာယာဖြစ်တဲ့ခေါင်းစဉ်လိုက်ပြီးတော့ညွန့်ကြောက်နေနဲ့လိုက်ပြီးတော့ပြတော့ပြည်တော်စုဒုဝန်ကြီးကကျွန်တော်တို့မကောင်းတဲ့စကားတော့ကျွန်တော်မပြောတော့ဘူးပြည်တော်စုတို့ကကျွန်တော်တို့ရွာရောက်ကြတဲ့ကကျွန်တော်တို့ရွာကိုအမတန်သဘောကျအဲ့တော့လည်းကျွန်တော်တူလာမယ်ဆိုရင်ကျွန်တော်တို့ကဒီကတ္တရာလည်းအလျှောက်လို့ကျွန်တော်တို့လူကိုယ်တိုင်မခေါ်ဘဲနဲ့လူကိုယ်တိုင်သွားပြီးတော့အိမ်နိုင်ရောက်သွားပြီးတော့ကျွန်တော်တို့ဒီရွာဆံပြစီရွာရအောင်ကျွန်တော်တို့ကိုကူညီပေးပါအိမ်လေးတွေဝင်းထရံလေးတွေကိုကျွန်တော်တို့ကိုထုံးလေးတုပ်ပေးပါပြီးတော့ညောင်းလေးတွေကျွန်တော်တို့ကိုရှင်းပေးပါဆိုပြီးတော့ကျွန်တော်တို့ကာပွေးလိုက်ဖြစ်တဲ့ဥစိန်တန်းကိုကျွန်တော်ကတက်စစ်ညွှန်ကြားတယ်အဲ့လိုညွှန်ကြားလိုက်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီကောင်ကရှိတယ်လမ်းကတ္တရာလမ်းတစ်လျှောက်ရင်အိမ်ဆန်စည်းမှုတွေအားလုံးဘာဖြစ်နေလဲဆိုဆက်ရဆက်ရှင်းပြီးတော့ကျုံဝေးလှပနေတာကိုသူမြင်တွေ့ခဲ့တယ်တိုးတော်လည်းနောက်တစ်ခုကဘာလဲဆိုညောင်းနေလဲပဲသူသိလိုက်တယ်ဘာဖြစ်လဲဆိုစန့်ရှင်းဘာကြောင့်လဲကျွန်တော်တို့ကလျှက်တဲ့ပြပေါ့နော်တောင်းမျိုးပေါ့အရှိကတော့ကျွန်တော်တို့ကဘာလုပ်တာလဲလှအောင်ကျွန်တော်တို့ကပြင်နာတယ်ဒါဘယ်သူမှမသိဘူးပုတ်ကောင်ကိုပဲသိတယ်ကြောင့်လို့ကျွန်တော်တို့ကအဆင်ပြေအောင်ပြီးရောကဲတလပပလေးပြအောင်ကိုရွာကိုတန့်စင်အောင်ကိုလှုပ်ခဲ့ကြပြီးဝန်ကြီးလည်းသိနေတယ်ဝန်ကြီးကကျွန်တော်လည်းအတူအကုန်လိုက်ကြမင်းငါအကုန်လျှောက်ကြည့်တယ်တီဗီခွေပြတာသူကြိုက်တယ်တီဗီခွေဇက်လန်လည်းကျွန်တော်တို့ကနည်းနည်းအကျုပ်ထုတ်လေးဖြစ်ခဲ့တယ်ပေါ့
ဒါပေမဲ့ဒါတွေကကျွန်တော်တို့အဖွဲအစင်းချင်းပဲဖြစ်ခဲ့တဲ့အတွက်ကြောင့်ဘာမှပြဿနာကြီးကြီးကြီးမဖြစ်ဘူးအဲဒီမတင်တဲ့ဘူးဒီ TV ပို့လို့မတင်တဲ့တော့ကျွန်တော်တို့ရောမေးငါသွားတဲ့နေရာမှာမင်းအားလုံးလိုက်ပြဆိုပြီးတော့ကျွန်တော်သူ့နဲ့ဗာရဲအကုန်လုံးအသေးစိတ်ကျွန်တော်လိုက်ပြသမင်းစိတ်ဖရားတော်စသည်အားကျွန်တော်တို့ရွာပတ်ဝန်းကျင်အကုန်ပြတော့သူအကုန်တင်နဲ့ကျတော့သူပြုံးနေတယ်ပြုံးတော့လူကြီးတဲ့သဘောကဘတော်မှာပါဇက်ကဖွင့်မှပြီးရှိပြီသူ့ရဲ့ကျွန်တော်ကသူ့ရဲ့မျက်နှာအနေထားပဲအကျက်အကဲကိုကျွန်တော်ကစောင့်ကြည့်တော့ကျွန်တော်ကြည့်တယ်ဟောအချိန်ကြီးကောင်းတယ်အချိန်ကြီးကောင်းတယ်ကဲသူ့ရဲ့ batsman တွေကလည်းကျွန်တော်ပြောခင်ဗျားတို့ရောအချိန်ကြီးကောင်းတယ်ခင်ဗျားတက်ကြိုးစားဆိုတော့ကျွန်တော်ဟိုတူပြောတဲ့လူကရှိတယ်ပြီးတော့ကျွန်တော်လည်းအားတက်တာပေါ့အားတက်ဝင်ကြီးရောအားကြီးတွေကမ်းပေးရတယ်ကျွန်တော်တာဝါတွေကျွန်တော်ကမ်းပေးရတယ်စတယ်ပဲဝင်ကြီးကစီးမယ်ဆိုကျွန်တော်ကားတကားဖွင့်ပေးရတယ်စတယ်အကုန်လုံးကျွန်တော်အသေးစိတ်ရှောက်ပြီးတော့ဆောင်ရွက်ပေးရဒီကတော့ဝင်ကြီးပြန်တဲ့အထိကျွန်တော်တို့ကလိုက်ပို့ကျွန်တော်တစ်နေ့ကြတော့ကျွန်တော်တို့ရဲ့ဒီညွန့်ကျုပ်3ဦးကျန်အေး3ဦးကနေပြီးတော့ကျွန်တော်တို့တီးပါမှာလာတော့ပထမတစ်ခေါက်ကအနေအထားနဲ့အခုကောက်အနေအထားနဲ့မတူဘူးတဲ့ကျွန်တော်တို့ရဲ့စစ်စေးအဖွဲ့ကောင်းဆောင်ကကျွန်တော်တို့ကိုပြောတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မှာအခြားရွာလို့စီယုံမှုတိတ်ပြီးတော့မရှိအဘကျွန်တော်တို့ကအဲ့လိုမျိုးပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်တို့မှာညွှန်ကြားချက်မရှိလို့ကျွန်တော်တို့မလုပ်ခဲ့တာပါကျွန်တော်တို့ရွာအနေထားကိုကြည့်ပါအမတန်စီယုံနေရွာကျွန်တော်တို့တော့တေးရွာလုပ်ငန်းဖွံ့ဖြိုးရေးလုပ်တော့မယ်ဆိုတဲ့ဒီတဲ့အတဲ့တွေအားလုံးမှာအစည်းတစ်လုံးနဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်အဘမယုံရင်ကျွန်တော်တို့ရွာရဲ့အနေထားကိုသိလိုက်ဒါတွေကကျွန်တော်တို့မှာညွှန်ကြားချက်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မလုပ်ခဲ့ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့အနူးညွန့်တောင်းမယ်ပြီးတော့သူ့ကိုလည်းအဆင်ပြေအောင်ကျွန်တော်တို့အခန့်ကျွေးမွေးပြီးတော့ကောင်းကောင်းမွန်မွန်ပဲလက်ဆောင်ပနာတွေပေးပြီးတော့ပြန်ပြီးတော့သူတို့သွားတယ်။ဘာလို့လဲကျွန်တော်တို့လည်းမိမိပြပြတက်သွားတာပေါ့နော်။ဒီနေရာမှာကျွန်တော်တခုပြောချင်တာကအခုနကညွန့်ချုပ်ပြောသွားတဲ့စီစီလုံးလုံးဆိုတဲ့စကားကျွန်တော်ရင်ထဲမှာအမှန်တန်စိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဘာမှမရှိဘူးအဖြူတယ်ကျွန်တော်တို့ကအကြောင်းဆိုတာဘာမှမရှိဘူးမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီရွာလုပ်ငန်းလုပ်ရင်ဘာပဲဖြစ်ကျွန်တော်တို့ကိုဆောင်ရွက်ပေးကြပါကူညီပေးကြအခုနကဒီရွာဘုန်းကြီးဥက္ကဋ္ဌပြောသလိုကျွန်တော်တို့မှားခဲ့ရင်လည်းပြုပြင်ပေးပါလမ်းညွှန်ပေးပါကျွန်တော်တို့ခံယူဖို့အစ်စ်တယ်ထိုဒီလောက်ကျွန်တော်တို့လည်းနေတဲ့ဥမာလူဆိုတာမမားတဲ့လူဆိုတာတယောက်မှမရှိဘူးမရှိတဲ့အတွက်ကြောင့်အားလုံးကမှားခဲ့ကြတာပေါ့ကျွန်တော်တို့ရင်ထဲမှာခံယူလာတာကကျွန်တော်တို့မားရင်ငါစေတနာအမှားပဲဖြစ်မယ်ငါတီးဝါပေါ်မှာဘာမှမကောင်းတာမလုပ်ဘူးဆိုပြီးတော့ကျွန်တော်ဒီတီးဝါကိုအောက်ထုတ်တဲ့နေ့ကနေစပြီးတန်လေးတယ်ချမှတ်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ရုံကြည်ကျွန်တော်တို့လုပ်ခဲ့တဲ့အလုံးမှန်သမျှကိုကျွန်တော်တို့နဲ့မလုပ်ဒီထားအောင်ဝိုင်းဝန်းကူညီပေးကြပါကျွန်တော်အနေနဲ့တေးပါသူတေးရသွားများအပေါင်းကိုအနှုံးညွန့်ပန်ကြားလိုပါလေကဲကျွန်တော်ခုနကဆက်တဲ့စကားကိုပြန်ပြီးတော့ဆက်တယ်အဲ့လိုပဲကျွန်တော်စောင့်ခဲ့တာဒီလိုပဲတော့စောင့်လို့ပေါ့မင်းတို့3ရက်မြောက်မင်းတို့တက်ပုံနေမှတ်တမ်းနေပို့ပါတညလုံးကျွန်တော်တို့အဲ့ရအဲ့ဒီညဒါပြည်သူတို့မသိဘူးပေါ့နော်ဒါပြည်သူတွေရဲ့လုပ်ငန်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပိုင်ရောက်လာရုံပိုင်းဆိုင်လုပ်ငန်းရောက်လာပြီဆိုတော့ကျွန်တော်တို့အားလုံးတညလုံးသရေးနဲ့ကျွန်တော်အထောက်ကူပြုပွဲအားလုံးပူပေါင်းတော့ကဲမင်းကရေးသွားမင်းကဒါလို့မင်းကဓာတ်ပုံကူစတဲ့မင်းကွန်ပျူတာဖောက်အားလုံးညှိနှိုင်းပြီးတော့အဲ့ဒီအချိန်မှလည်းဘာရှိလဲကျွန်တော်ပွဲရှိနေတယ်တပေါင်းဖျားပွဲတော့ရှိတော့ဟိုမှာလည်းကျွန်တော်တို့လှုပ်လို့မရကဲဟိုမှာတော့ထားလိုက်တော့ဒီညဆက်တယ်လို့ဖြစ်ကဲငါတို့ဒီလုပ်ပဲတောက်ချပြီးလုပ်ရအောင်ဆိုတော့ကျွန်တော်တို့တောက်ချပြီးလုပ်ကဲအဲ့ဒီညတွင်းချင်းပဲကျွန်တော်ရေးကိုခောက်တော့ခောက်ပြန်ပုံလေးကောက်ချည7 နာရီကျွန်တော်ပြန်ရောက်တယ်အစင်းလုပ်ငန်းပြီးတော့ည7 နာရီကျွန်တော်ပြန်ရောက်တယ်7 နာရီပြန်ရောက်ချင်းပဲကျွန်တော်ပွဲတော်သွားတယ်ပွဲတော်သွားတော့လုံခြုံရေးတာဝန်ယူတယ်မတက်နိုင်လို့ကျွန်တော်အဲ့ဒီကနေပြန်ကဲပြီးတော့သူကဘာဆက်မှာလဲဆိုရင်နောက်ထပ်ငါတို့ကို
မင်းတို့ကြီးရွာရဲ့ကိုတူကိုထလုပ်ခဲ့တဲ့လုပ်ငန်းဆောင်တာမှန်သမျှငါတို့ဓာတ်ပုံပို့ပြီးတော့ပြီးတော့အဲ့ဒီဓာတ်ပုံအောက်ကနေပြီးတော့ကုန်ကြငွေဘယ်လောက်ရှိတယ်ဒီဟာဒီဘာအဆောက်အဦဖြစ်တယ်အားလုံးငါတို့အသေးစိတ်ရေးပြီးတော့ဓာတ်ပုံနဲ့တကွာပို့ပြီးမှဆိုပြီးတော့ကျွန်တော်တို့ညွှန်ကြားတော့ကျွန်တော်လည်းဒီမှာရွာလုပ်ငန်းလည်းလုပ်လို့မရဘူးကျွန်တော်လုပ်ငန်းလည်းမပြီးသေးဘူးမြို့နယ်ကလည်းကျွန်တော်ကိုမညွှန်ကြားသေးဘူးမင်းဘယ်နေ့သွားစပို့အောင်ကျွန်တော်လည်းနောက်ကျမယ်ကြောက်တော့ကျွန်တော်ဆယ်လူကိုတယောက်ကိုကျွန်တော်ငွေသေးပေးပြီးတော့ကဲနေသွားလိုက်ဒီတပြန်အပို့လိုက်ကျွန်တော်ပို့လိုက်သူသွားပြီးဘယ်လောက်ကြောက်ဘူးမြို့တော်စိတ်ကကဲနေသွားလို့ရပြီကိုတန်းစိုးသွားခင်ဗျားသွားလို့ရပြီကဲသွားမယ်ဒါဆိုလဲကျွန်တော်လည်းပြန်သွားမယ်ပေါ့ကျွန်တော်သွားတယ်ကျွန်တော်တစ်ဖက်တယောက်ကျွန်တော်ခေါ်ပြီးတော့သွားတယ်သွားပြီးတော့2ရက်ကြာတယ်ဆက်ချင်းပဲကျွန်တော်ပြန်လာတယ်ပြန်လာတော့ဘာသတင်းကြားလဲဆိုခင်ဗျားတို့သေးပါလားအချင်းတွေအကောင်းဆုံးပဲဆိုပြီးတော့သတင်းကြားလာကျွန်တော်လည်းဝန်သားရခက်ခက်ဟုတ်လားဝန်နေရလည်းခက်ခက်ရမယ်ဆိုတော့ဒီနောက်မှာတော့အတိုင်းအသိဝန်တာပေါ့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရတာမဟုတ်ဘူးလေကျွန်တော်တို့တီးရွာတရွာလုံးကျွန်တော်တို့တီးရွာသူတီးရွာသားများအားလုံးရခဲ့တယ်ဒီစုဆိုတာကျွန်တော်တို့လည်းတက်ဆိုင်တယ်ကျွန်တော်တို့တီးရွာသူတီးရွာသားနဲ့လည်းတက်ဆိုင်တယ်တက်ဆိုင်တဲ့ကြောင့်ကျွန်တော်အတိုင်းအသိဝန်တာသို့တော်လည်းပဲအားလုံးတော့ဝန်မတာရင်အဲ့ဒါကနေကျွန်တော်ပြန်လာတယ်ပြန်လာတော့ကျွန်တော်အဖွဲ့အစည်းတွေကိုကျွန်တော်ပြောတယ်ကျွန်တော်ပြောတော့ကဲဒီလိုပဲသူတို့ကတော့ကြားရင်လည်းဝန်ချတာလားမသိဘူးငါတို့တော့ကျွန်တော်တို့တော့ဒီလိုမျိုးပဲပြောလိုက်တယ်ဒါလည်းကျွန်တော်တို့အမှုမှန်မှန်နေလိုက်တယ်ကဲနေလိုက်ပြီဘယ်လောက်မှမပြောင်းဘူးကျွန်တော်တို့၄လပိုင်းအကုန်၄လပိုင်းမကုန်ခင်20ရက်နေ့လောက်ပဲရှိပါဘောကျွန်တော်ခန့်မှန်းကြည့်ရ20ရက်လောက်ပဲရှိမယ်အဲ့ဒီမှာကျွန်တော်တို့သတင်းကြားကဲမင်းတို့သေးပါဒီအကောင်းဆုံးသေးပါရတယ်ဆိုတော့ကျွန်တော်ကဥမောင်မြက်ကလည်းတစ်ဆက်ကျွန်တော်ကြားတယ်ကျွန်တော်မယုံရဲဘူးဥမောင်မြက်မသိကြဘူးတော့ကျွန်တော်တို့ဝန်တာနဲ့စကလုံးနဲ့ပြောတာလားမသိဘူးဒါမဲ့ကျွန်တော်တော့မယုံသေးဘူးအဲ့မင်းလည်းယုံပါညာကျွန်တော်ဘောနော်ဒီလိုမျိုးပြောဒါမဲ့ကျွန်တော်တော့မယုံဘူးကျွန်တော်ရင်အမှန်တိုင်းပဲကျွန်တော်မယုံဘူးကျွန်တော်လက်တဲ့ကိုရောက်မှာကျွန်တော်မြင်းကြီးကိုတွေ့မှကျွန်တော်ယုံမယ်ယုံရဆိုတော့ဒီလိုပဲစောက်လာတာများမကြမီအချိန်တွင်းမှာပဲမြို့တွေကကျွန်တော်ကိုလှမ်းပြီးတော့အကြောင်းကြားတယ်ကိုတန်းစိုးခင်ဗျားတို့သေးပါသည်နိုင်ငံတော်သမ္မတရဲ့အကောင်းဆုံးသူရတယ်လို့ကျွန်တော်ပြည်နယ်ဝန်ကြီးကပုံဆက်တယ်ခင်ဗျားအခုကျွန်တော်နဲ့လက်တွေ့ပါဆိုတော့ကျွန်တော်အများကြီးနဲ့ဝမ်းသာရေးသေးဘူးနော်သူကောင်းတယ်ရပြည်မယ်ဆိုအများကြီးဝမ်းသာရေးကျွန်တော်တက်ပါတယ်မြို့နယ်အောက်ဆုံးမှုစီကဲမျိုးတော့ဒီမှာတွေ့တော့မျိုးရဲ့ခင်ဗျားတို့ကြေးရရတယ်ကဲခင်ဗျားပြင်ဆင်တာတော့သူတို့ညွှန်ကြားကြလာတယ်ခင်ဗျားပြင်ဆင်စီရာရှိတာအကုန်ပြင်ဆင်လားကျွန်တော်လည်းပါတီပါလာပဲကျွန်တော်ဆင်းလာကဲဆင်းလာတော့ကျွန်တော်ဖုန်းဆက်တယ်နေပြီးတော့ဥမများဆက်ဖုန်းဆက်ပေးပါဦးဒီမျိုးနယ်ကတော့ဖုန်းလာတယ်ဟုတ်လားမဟုတ်လားဟုတ်တယ်ကျွန်တော်မယုံဘူးညောင်တော့ကဲသွားမယ်နေ30ရက်နေခင်ဗျားတို့တက်ရတယ်အဲ့ဒီ30ရက်နေမှာကျွန်တော်လည်းလက်ကုန်ရက်ဆိုတော့ကျွန်တော်အစည်းအဝေးလည်းတက်အောင်အဲ့ဒီကိုလည်းသွားသို့တော်လည်းသူတို့ညွှန်ကြားချက်မလာတဲ့ကြကျွန်တော်သွားတော့30ရက်နေကျွန်တော်အစည်းအဝေးတက်ပြီးပြန်လာပဲစီတယ်ကျွန်တော်ဖုန်းဆက်တယ်နေပြည်တော်ကဖုန်းဆက်တယ်ခင်ဗျားတို့တရက်နေ့10 နာရီအကြောက်နေပြည်တော်အကြောက်လာဘယ်လိုသွားမလဲကျွန်တော်တို့အဲ့မျိုးတော့ကျွန်တော်တို့လည်းစောတော့ကတက်မရဲဘူးလေနိုင်ငံအစည်းအကဲတွေကျွန်တော်တို့ကိုညွှန်ကြားတဲ့အတွက်ကြောင့်ကဲမရဘူးတက်မယ်ကျွန်တော်အဲ့လိုအတက်အစင်း3ခေါက်အသွားတက်6ခေါက်ကြာခဏခေါ်တယ်ဘာတွေညွှန်ကြားတယ်ကျွန်တော်ထောက်ကူမှုရဲ့ဓာတ်လို့ညွှန်ကြားလာတယ်ကျွန်တော်ပြန်ပြောတယ်တစ်ခါတလွဲဖြစ်တယ်စတယ်အမျိုးမျိုးပြောင်းလဲတယ်ဘယ်အချိန်မှငြိမ်လဲဆိုညနေ4 နာရီခွဲမှငြိမ်တယ်ခင်ဗျားတို့9 နာရီတိရင်းနှီးပါနေပြီးတော့နေပြည်တော်တောက်လျှောက်သွားရမယ်ပြင်ဆင်ကြကျွန်တော်တို့ပြင်ဆင်နေရမင်းကတော့ကဲကျွန်တော်အထောက်အကူဥက္ကဋ္ဌကျွန်တော်အတူရေးမှုကဲပြင်တော့လက်ရှိကောင်းမှာပြီးတော့သွားမယ်ဆိုပြီးတော့ကျွန်တော်တို့တက်ချင်းမယ်အားချင်းကောင်းမှာပြီးတော့သွားပြီးတော့ရင်းမြစ်လည်းအကြောင်းကြားတယ်ကျွန်တော်တို့သွားပြီဆိုတဲ့အကြောင်းကြားပြီးတော့ဝလမြန်ရောက်တော့ကျွန်တော်တို့ဗိတ်ထဲရောက်တယ်7 နာရီခွဲရတယ်ကဲ7 နာရီခွဲရောက်ပြီးတော့ကျွန်တော်တို့နောက်တက်ကားတစ်စီးပြန်ပြောင်းပြီးစီးရ3
ကုန်ကြောက်ဝင်ကြတော့ကျွန်တော်တို့မပြောတော့ပါဘူးဘာကြောင့်လဲဆိုရင်အများကြီးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပဲကျွမ်းတမန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ပြည်သူတွေအနေနဲ့ကျွန်တော်ကိုဝိုင်းဝန်းကူညီပေးတာများပဲဒီတဲ့အတွက်ကြောင့်ပြည်သူတွေကိုလည်းကျွန်တော်တို့အခုညီမတောင်းလို့ပါဘူးကျွန်တော်တို့ရဲ့အဖွဲ့တွေလည်းကျွန်တော်တို့တိုင်နေပြီးတော့ဒီအကျွေးလေးတွေကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်နေပြည်တော်ရောက်တော့ကျွန်တော်တို့ဘေးချေရောက်လဲဆိုနေပြည်တော်မနေ့9 နာရီခွဲရောက်တယ်9 နာရီခွဲရောက်တော့သူက10 နာရီကျွန်တော်တို့ပြည်ထဲရေးမှာကျွန်တော်တို့စေးသွင်းရမယ်ရောက်ရှိကြအောင်ကဲဆရာသွားမယ်ပြည်ထဲရေးကဲသွားတယ်ပြည်ထဲရေးရောက်တော့ကျွန်တော်တို့အဲ့ဒီပြည်ထဲရေးကသူတို့ကကျွန်တော်ဘာပြောလဲအစင်ရလားဟုတ်ကဲ့အစင်ရလားအစင်ရတော့ကျွန်တော်အစင်ရတော့နာမည်ကြီးပဲဒီမှာနေပြည်တော်မှာတော့ဖိုးလေးကြော်ပဲဘယ်လိုပြောလဲဆိုနာမည်ကိုဘယ်လိုပြောလဲဆိုနာမည်ကိုမဖော်ပြနိုင်အောင်အမတန်အထင်ကြီးလေးစားပြကောင်းတယ်ခင်ဗျာရှင်တို့သေးတော်ဖြစ်နေတယ်ဒါတင်ရပါလေကျွန်တော်ကတော့ကျွန်တော်ဒီကအောက်ဆုံးရင်မှုဒီမှာကျွန်တော်ရဲ့အတောက်ကူပွဲအောက်ကတာဒီမှာကျွန်တော်ရဲ့တွင်းရင်မှုဆိုပြီးတော့ကျွန်တော်မိတ်ဆက်ပြီးအားရဒါဆိုရင်သူကျွန်တော်တို့ရောက်ကြည့်ကြောင်းကျွန်တော်တို့လက်မှတ်ထိုးတာဒါလည်းကျွန်တော်မယုံသေးဘူးအဲ့တော့ကံမနဲ့လေစင်နဲ့နှစ်ယောက်ကျွန်တော်စတွေ့တာလေစင်ကိုကျွန်တော်စတွေ့လေစင်အုပ်ချုပ်ရေးမှုကကျွန်တော်ကြည့်တာခင်ဗျာအစင်ကြီးကအုပ်ချုပ်ရေးမှုလားဟုတ်ကဲ့ကျွန်တော်အစင်ကြီးကအုပ်ချုပ်ရေးမှုခင်ဗျားတို့ဂုံယူတယ်ဗျာခင်ဗျားတို့ပြီးပါကျွန်တော်တို့ပြီးပါနိုင်သွားတာဂုံယူတယ်ခင်ဗျားတို့ပြီးပါတော့ကျွန်တော်တို့ပြီးပါမကောင်းလို့ကျွန်တော်တို့ပြီးပါဒုတိယတတိယရတယ်ဒါဂုံယူတယ်ဆိုကျွန်တော်တို့ကလည်းဆွဲပြပါတယ်နှုတ်ဆက်ပြီးတော့အတွေ့အကြုံလေးတွေပြောတယ်ကျွန်တော်တို့လက်မှတ်ထိုးပြီးတော့ပြန်လာပြီးတော့2 ရက်နေ့ညနေ3 နာရီကျွန်တော်တို့ကြည်တဲ့ကနေသမရအိမ်တော်သွားသမရအိမ်တော်ရောက်တော့သမရအိမ်တော်မှာရဟတဲ့အခမ်းအနားတင်ပါတော့ဒီဘာတဲ့အခမ်းအနားပေါ့နော်ဘာတဲ့အခမ်းအနားဆိုတော့ဒီလိုပုံစံမျိုးပဲဒီလိုမျိုးပဲနာမည်လေးတွေစသည်အားဖြင့်ပုဂ္ဂိုလ်ရေးပုဂ္ဂိုလ်နာမည်တွေအကုန်လုံးတည်တည်ရေးတာတော့ကျွန်တော်တို့နာမည်တွေမကက်ရသေးလို့ကျွန်တော်တို့ကတင့်တော်တဲ့နေရာမှာထိုင်တဲ့နေရာကျွန်တော်တို့အရေးတယူပဲအားလုံးကအစဉ်ကြံပြပြီးတော့ဆိုတော့နိုင်ငံတော်ကပေးကတ်တယ်နိုင်ငံတော်သမရကပေးကတ်တယ်သမရစုကြတယ်ကျွန်တော်တို့ကရရပဲလက်ကိုင်းအစဉ်အုပ်ချုပ်အစဉ်ပြုထိုင်ဒီမှာကျွန်တော်တို့တီးတတ်နေရကျွန်တော်တို့ချပြီးတော့ကျွန်တော်တို့လည်းကျွန်တော်တို့တတ်မှတ်တဲ့နေရာမှာကျွန်တော်တို့ထိုင်တိုင်းတော့အနောင်စာကသင်ကြတော့ကဲလဲဆွေကမ္မနိုင်ငံတော်သမရရဲ့ကံပြစုရရှိတယ်ဒုက္ခရောလေစိန်နဲ့ကံမဘယ်လိုဖြစ်လို့ကံပြစုရရှိတယ်ငါတို့ကဘာလို့မရဘူးငါတို့ကဘာဖြစ်လဲနှစ်ယောက်ကဆရာဦးဆုံးနိုင်လဲကျွန်တော်နဲ့နှစ်ယောက်ကတယောက်မျက်နှာတယောက်သိပြီးတော့ဆရာဘယ်လိုလုပ်ဟိုမှာနှစ်ခုတော့ရတယ်ဆရာကဘာပြောလဲဒီဟုတ်တန်ပြီးတော့မသိဘူးဆိုတော့စောက်ပေါ့နော်စောက်ပါသူကအခုကကျွန်တော်တို့ projector မှာထိုးခဲ့တဲ့အတိုင်းအားလုံးကိုသူပြောပြသွားတော့နောက်ဆုံးကျွန်တော်တို့ဈေးရွာစုရောက်လာသူပညာတဲ့စကားမှာဒီအတန်ဟိန်းရောအတန်အကုန်ပညာနိုင်ငံတော်သမရ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးစံပြသေးရွာစုကိုရက်လာပြီးမှမုံပြင်းနဲ့ရင်းတို့နဲ့အစင်သေးရွာမှာရရှိသွားပါတယ်တော့ကျွန်တော်ဘယ်လိုဘုံတော်လုံးဆုပ်ပြီးတော့ပါတယ်မြစ်ကြီးဝဲပြီးတော့ဆရာကျွန်တော်တို့ရပြီတောင်မှကျွန်တော်ကရောက်မယ်ကျွန်တော်ယုံကြည်ချက်ရှိနေကြီးဝိုင်းအစားစက်သိန်းတွေထားလို့ဆရာဘလို့ဖြစ်ဆရာကျွန်တော်လည်းစက်သိန်းထားအေးငါလည်းဒီလိုပဲဘာလို့လဲဆိုရင်ဒီလိုမျိုးခန်းတော်မျိုးဒီလိုမျိုးပြောတာမျိုးကျွန်တော်တို့တက်တက်မှာအခါမှမကြားဘူးတဲ့အတွက်ကြောင့်ကျွန်တော်တို့မျက်ရည်တွေလဲပြီးတော့ငါတို့ကတော့အမှန်တကယ်စံပြသေးပါစီရတယ်ဆိုတော့နောက်တစ်နေ့ကဲအခမ်းအနားတက်မယ်ဆိုတော့အခမ်းအနားကိုတက်ကြတော့ကျွန်တော်တို့ကိုလုပ်ငန်းရှင်တွေအနောက်ဒုတိယတန်းပေါ့ကျွန်တော်တို့မှာထားကိုပိုင်နံပါတ်နဲ့ကျွန်တော်တို့မှာဝတ်ဆောင်ကဘာဝ
ကျွန်တော်တို့ကိုလာကလို့အကျူတိုက်ပုံအကျူပိုးပစိုးကျွန်တော်အခုဟုတ်ခဲ့တဲ့ပစိုးမဟုတ်ဘူးပိုးစစ်စစ်ပစိုးကိုဟောအဲ့ဒီပစိုးနဲ့ကျွန်တော်တို့ခန္ဓာတက်တော့ကျွန်တော်တို့ကြေးရွာစုကြတော့သမဏပေးတာဟုတ်သမဏပေးတော့ကျွန်တော်တို့ကြေးရွာစုရတဲ့ခေါ်တဲ့အချိန်မှာကျွန်တော်အဲ့ဒီနောက်ဘယ်လိုရောက်သွားလဲမသိဘူးရောက်သွားရင်တန်းစီဆိုလဲတန်းစီလာတယ်ကိုကောင်ကိုဘယ်လိုပြောလဲလွတ်ညောနေတဲ့ပုံစံမျိုးအမတန်ဝမ်းသာတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရောက်တယ်ကျွန်တော်ပုံလဲဘယ်လိုဖြစ်နေလို့ကျွန်တော်လည်းမသိနေဘူးကဲအစည်းပေါ်တက်ယူတယ်တက်ယူတဲ့အချိန်မှာနိုင်ငံတော်သမ္မတကကျွန်တော်ကိုဗာပြောလဲဆိုခေါင်းယူပါတယ်ဆက်ပြီးတော့ထိန်ထိန်ကြပါကျွန်တော်ကလည်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပေါ့နှုတ်ဆက်ပြီးတော့ကျွန်တော်ပြန်အဲ့ဒါမှကျွန်တော်တို့စံပြကြီးပါရရှိတယ်ဆိုတာကျွန်တော်ယုံကြည်မိတယ်ဘာကြောင့်လို့ကျွန်တော်တို့ရလဲဒီ project တောင်မှထိုးခဲ့တယ်ကျွန်တော်တို့ကြေးရွာဒီဒီလုပ်ငန်းကိုဦးစားပေးတယ်ကြေးရွာလေးဖြစ်တယ်ဒီလုပ်ငန်းကနေပြီးတော့ထွက်လာတဲ့တယံဇာတတွေကိုနိုင်ငံခြားကိုတင်ပို့ဒါ export ကိုအခြားကြေးရွာတွေရှိရမရှိဘူးတို့တော်လည်းပဲအလားတူကမ္မကြေးရွာဆိုတာရှိတယ်ကမ္မကြေးရွာကကျွန်တော်တို့လည်းရှင်းပြီးတော့ရှိတယ်ပါရှိတယ်သူတို့မှာသီးနှံမြေပဲတွေပဲတွေအမျိုးမျိုးထွက်တယ်ဝါနုတွေထွက်တယ်ဝါနုကြတော့ပြည်တွင်းသုံးဆွဲမှုပေါ့ပဲတွေကြတော့နိုင်ငံခြားပို့ကိုတင်ပို့တော့ကျွန်တော်တို့လည်းတန်းတူဖြစ်တယ်နောက်တစ်ခုဘာတာလဲကျွန်တော်တို့မှာရွာတဲ့ဆက်ကတ္တရာနဲ့အပြည့်အစုံရှိဒါတစ်ချက်ကျွန်တော်တို့တာရလေစင်မာကတစ်ခုထူးခြားတာကအခုနကျွန်တော်ပြောခဲ့တဲ့စီးရုံးညီညွတ်မှုအပိုင်းပါကျွန်တော်တို့အဲ့ဒီဖိတ်အုပ်လိုင်းကရောဝန်ကြီးချုပ်ရောဝန်ကြီးရောပြောတယ်မင်းမြင်မှတ်တာစီးရုံးညီညွတ်မှုကအရေးကြီးတယ်ဒီလေစင်ကဘာကြောင့်လို့မရလဲဆိုဒီတစ်ခုတည်းနဲ့ကမင်းတို့ရောရှင်းလို့ရတယ်ပါလဲဆိုသူပြောတာသူတို့ရဲ့ကျောင်းစာစိတ်တိုင်းဘာတွေဖွဲ့ထားလဲဆိုပထမအတွင်းမူဒီအောက်ကထဒီခံဖြိုး